အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကြလီပိုင်းပဲဖြစ်ပါတယ်ဒီနေ့ကတော့ကြောတငယ်ချင်းတို့ကျွန်တော်အတိလာပေးမှာကတော့ကျွန်တော်လိုက်ရွှေနားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအမှန်တည်းဆိုတငယ်တို့အားလုံးလည်းသိပြီးကြပြီဗျလိုက်ရွှေမှာလည်းကျွန်တော်ပြောပြီးသွားပြီအားလုံးလည်းဗီဒီယိုတွေတင်ကြတာအားလုံးတွေ့ကြမယ်ထင်တယ်ဗျဒီဗီဒီယိုမှာဖျက်ဦးဗျဒီတိုင်းပဲကျွန်တော်တင်လိုက်တော့မှာနော်ရှင်းလိမ့်မယ်အားလုံးပဲဗျစိတ်ထဲမကြကြပါဘူးမနေကြပါနဲ့ဗျကျွန်တော်လက်စိတ်မကောင်းဗျအမှန်တည်းဗျကျွန်တော်ဆုံးဖြတ်ချက်ပေါ့နော်ကျွန်တော်ကောင်းကောင်းချပြသွားပြီကျွန်တော်စဉ်းစားနေတာနားဖို့လုပ်နေတာကျွန်တော်2025လောက်တည်းက2024 2025လောက်တည်းပေါ့ကျွန်တော်နားချင်နေတာဗျအဲ့တော့ကျမကြီးတွေလည်းထိခိုက်တော့လည်းပါတယ်ကျွန်တော်လည်းဘယ်လိုပြောမလဲတကယ်ကျွန်တော်ပျော်ရွှင်မှုတွေဟိုအရင်တော့လိုမျိုးမပေးနိုင်တော့ဘူးဗျာကိုနိုင်ကလည်းမပျော်တော့ဘူးအားကြောင့်ကျွန်တော်နားတာပေါ့ကျွန်တော်နောက်ပြီးတော့ကျွန်တော်အကောင်းဆုံးကျွန်တော်ရှိနေတဲ့အချိန်တွေမှာဗျာကျွန်တော်ဒီလက်ရွှင်လွှင့်နေတဲ့ကာလတွေကျွန်တော်ဒီမှာအကောင်းဆုံးကျွန်တော်လုပ်ပေးခဲ့ပြီးပါပြီအမှတ်တရတွေအများကြီးလည်းကျွန်တော်တကယ်တော့ထားပေးခဲ့ပြီးပါပြီဗျာကျွန်တော်အခုနားမယ်ဆိုတာကလည်းဒီကျမ်းမာရေးအကြောင်းလည်းပါတယ်နောက်ပြီးတော့ကျွန်တော်အိမ်မက်လေးတွေရှိတယ်ဗျာငငယ်တုန်းကလေကျွန်တော်လှုပ်ရှင်တဲ့အရာလေးအများကြီးရှိခဲ့တယ်ကျွန်တော်တက်အခုဆို28နှစ်ပြည့်ပါပြီဗျာအခုလာခဲ့တဲ့အလွန်ခဲ့တဲ့2လပိုင်းပါဗျာအဲ့တော့ကျွန်တော်ရှောက်ချင်တဲ့လမ်းလေးရှိသေးတယ်ဗျအဲ့ဒါလေးတွေကျွန်တော်အကောင့်ထဲပို့ခြင်းတယ်ကျွန်တော်အိမ်မက်လေးတွေပေါ့လေကျွန်တော်ငင်းတို့ပြစ်ထားခဲ့တာမဟုတ်ဘူးဗျာကျွန်တော်အကောင်းဆုံးတွေလုပ်ပေးခဲ့ပြပါပြီကျွန်တော်ဘယ်လိုပြောမလဲဟန်ဆောင်ပြီးတော့လည်းကျွန်တော်မနေတတ်ဘူးဗျာတိန်တော့အားလုံးသိကြရတာကျွန်တော်ဟန်ဆောင်ပြီးတော့လုပ်တဲ့လုပ်တွေကျွန်တော်မလုပ်ချင်တာကျွန်တော်တကယ်ရင်ထဲအပိုင်ပြုံးပြတယ်စင်နာပိုင်မပြောဘူးဗျာသိတယ်မလားအခုဆိုလဲကျွန်တော်တို့ဒီပတ်စီအားဆိုလဲကျွန်တော်တို့ဒီနောက်ပိုင်း key value တွေတော်တော်ဦးစားပေးတာလေးမယ်လေဗျာရွှေမာတွေလည်းနောက်ပိုင်းတော်တော်များများထွန်းပေါက်လာကြပြီဟုတ်တယ်မလားကျွန်တော်ရှိနေတဲ့ကာလမှာလည်းကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပြပါလေဗျာအများကြီးပါပဲကျွန်တော်တို့ဆိုလဲစားခဲ့တာ YouTube ကနေစားခဲ့တာအားလုံးမှတ်ပြီးတယ်နော်ကျွန်တော်အမှတ်တရရတဲ့ငယ်ကျွန်တော်အများကြီးကျွန်တော်ပေးခဲ့ပြပါပြီကျွန်တော်တို့စူးစမ်းခဲ့ပြပါပြီဗီဒီယိုတွေဆိုလဲသူများနဲ့မတူအောင်ကျွန်တော်အမှတ်တရရကျွန်တော်ပေးခဲ့တာအများကြီးမှတ်ပြီးတယ်နော်ကျွန်တော်အမှတ်တရတွေအများကြီးပါဗျာနောက်တော့ PMGC မှာတော့ဆိုလဲဒီမြန်မာကိုစားပြုနေနဲ့ကျွန်တော်တို့စုနှုတ်ကျွန်တော်တက်ယူပေးခဲ့တယ်ဗီဒီယိုတွေဆိုလဲသူများနိုင်ငံတွေမှာမလုပ်ဘူးဗျာအဲ့လိုမျိုး quality ကောင်းတယ်ဗျာ giveaway တွေမလုပ်ကြဘူးကျွန်တော်လုပ်တယ်နောက်ဆုံးဆိုတော့အခု Pepsi Mobile လည်းမြင်သွားတယ်ဗျာကျွန်တော်တို့အဲ့လိုကျွန်တော်လုပ်ပေးခဲ့တဲ့အရာတွေအားလုံးသူတို့မြင်တယ်ကျွန်တော်ဒီစုတွေကြောင်းလည်းပါတယ်ဗျာရတော့အခုဆိုလဲမြန်မာနိုင်ငံကိုတအားဦးစားပေးတာဗျာတွေ့တယ်မလားကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပါဗျာကျွန်တော်အခုချိန်မှာကျွန်တော်နားလဲကျွန်တော်ပျော်ပျော်ကြီးနားနိုင်သွားပြီဟုတ်တယ်မလားအဲ့တော့အားလုံးစိတ်ဓာတ်မကြကြပါနဲ့စိတ်လည်းဝမ်းလည်းမနေကြပါနဲ့ကျွန်တော်အားလုံးချစ်တယ်တကယ်ပြောတာဒီနေ့မှပြောချင်ဆုံးအရာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဟိုအရင်ကတည်းကပေါ့နော် YouTube 9နှစ်ကာလလုံးမှာကျွန်တော်အခုဒီလောကထဲရောက်နေ9နှစ်ကာလလုံးမှာ YouTube ဘဝကနေFacebook gaming ဘက်ကိုလာတယ် TikTok ဘက်ကိုလာတယ်ကျွန်တော်အားပေးခဲ့ကြတယ်ညီကောင်မောင်နှမတွေအများကြီးရှိတယ်ကျွန်တော်တို့ကြိုးစားခဲ့ကြတယ်တူတူပဲရုံပန်းခဲ့ကြတယ်ကိုလူကိုချွန်တယ်ကြိုးစားခဲ့ကြတယ်အများကြီးပဲနော်အားလုံးကျွန်တော်ဘေးနားမှာ support ပေးကြတယ်ကျွန်တော်ဘေးနားမှာအမြဲတမ်းနေပေးခဲ့ကြတယ်ညီကောင်မောင်နှမတယောက်ချင်းစီတိုင်ကိုကျွန်တော်ဒီဖိုင်နေနာကနေကျွန်တော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တကယ်ကိုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အရန်လည်းမှတ်တရဖြစ်တယ်ကျွန်တော်အားလုံးလည်းရင်ထဲမှာတကယ်သိမ်းထားပါမယ်တကယ်ပေးပါရဗျာကျွန်တော်အသက်ကြီးသွားတော့မှကျွန်တော်မှတ်တရအနေနဲ့သိမ်းထားပါကျွန်တော်အားပေးခဲ့တဲ့ညီကောင်တော့အများကြီးရှိတယ်ကျွန်တော်သွားချင်တဲ့လမ်းလေးတွေရှိတော့လေဒါပေမဲ့ကျွန်တော်ပြန်လာခဲ့မယ်ဆိုတော့ဒီ live stream လို့ game တွေပိုင်းဆုံးမှာတော့မဟုတ်ဘူးတခြားတစ်ပုံစံတစ်မျိုးနဲ့ကျွန်တော်ပြန်လာခဲ့မယ်အားပြီးသွားရင်ကျွန်တော်လုပ်ချင်တဲ့အိမ်မက်လေးတွေကျွန်တော်ကြိုးစားလိုက်အောင်မယ်နော်ကျွန်တော်ပြောအောင်မသိတကယ်ကင်မရာကြီးထောင်ပြီးပြောတော့အမှန်တည်းကျွန်တော် live stream လွှင့်ယူပြောကြတော့လေ comment တွေ face စိတ်တော့မကောင်းဘူးဗျာကျွန်တော်မပြောအောင်မသိအခုကင်မရာထောင်ပြောမယ်ဆိုတော့လေပြောဘာဒီမှန်းလည်းပြောအောင်မသိကျွန်တော်စကားလှလည်းပြောမတတ်ဘူးစိတ်တော့မကြပါနဲ့ဟုတ်ပါ
live stream မဲ့နားတာဗျာကျွန်တော် video content လေးတွေတော့လုပ်နေအောင်မယ်နော်ကျွန်တော်အားပေးကြပါဦးမတိတော့ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ပါနောက်မှကျွန်တော်တို့တနေ့မှာရတွေ့ကြမယ်နော်ကျွန်တော်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုဒီနားကနေကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါအားလုံးပဲပျော်ပျော်ရွှင်ရွှင်လေးနဲ့ရှိကြပါစေဟိုဟာတာဗီဒီယိုလေးတွေတော့ကျွန်တော်ဆက်လုပ်ပေးသွားခဲ့မယ်နော်ကျွန်တော်အဲ့လိုပေါ့အားလေးချိန်လေးတွေဆိုကျွန်တော်ရဲ့အကောင့်လေးဝင်လာကြည့်လို့ရတယ်ကျွန်တော်အဲ့လိုလေးတင်ထားပေးခဲ့မယ်နော်ဘိုင်ဗျာအားလုံးပဲကျေးဇူးပါဘိုင်ဘိုင်ပါရတွေ့ကြမယ်အချိန်ကြီးပေါ့ဟုတ်ပြီဘိုင်ဘိုင်